counseling ယူခြင်းရဲ့အကျိုးကျေးဇူးအများကြီးရှိပါတယ်အတိအကကတော့ self awareness ကိုမူကောင်းမှုတိုးတက်လာမယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကကိုလွှမ်းမိုးနေတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့ဘဝနေထိုင်မှုကိုကိုယ်တိုင်ကရွေးချယ်ပြီးတော့နေထိုင်တတ်လာတယ် self compassion ပုံမကောင်းမွန်လာပြီးမိမိကိုယ်ကိုပြန်ပြီးတော့ခွင့်လွှတ်နားလည်နိုင်ပြီးတော့လိုအပ်တဲ့ healthy boundary ကိုလည်းထားတတ်လာနိုင်တယ်မိသားစုနဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းကြားက relationship ကိုလည်းပုံမတိုးတက်ကောင်းမွန်လာမယ်ကိုယ့်ရဲ့ self esteem နဲ့ resilience ပုံမကောင်းမွန်လာပြီးဘဝရဲ့စိန်ခေါ်မှုကိုနိမန်လမ်းမှန်နဲ့ကိုင်တွယ်ဖြေရှင်းတတ်လာတယ်ကိုယ့်ရဲ့ခံစားချက်ကိုလည်း healthy ဖြစ်နဲ့ express လုပ်တတ်လာမယ်ချက်အနေနဲ့တခါတလေကိုလိုချင်တဲ့ပုံစံနဲ့အခုလက်ရှိ counselor နဲ့ကိုက်ညီမှုမရှိဘူးဆိုရင်ကိုတိုင်းက counselor နဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့ counselor ပြောင်းလို့ရတယ်လို့ counselor ဘက်ကလည်းတစ်တော်တဲ့ counselor ကို refer လုပ်ပေးလို့လည်းရပါတယ် counseling ယူခြင်းက process ဖြစ်တဲ့အတွက်အပေါ်ကပြောသွားတဲ့အတိုင်းပဲကိုတိုင်းကလည်းကိုလိုအပ်တဲ့ positive change တွေရယူနိုင်ဖို့စိတ်ရှည်ရှည်လေးနဲ့တွားပေးဖို့တော့တိုက်တွန်းချင်ပါတယ်အားလုံးပဲအဆင်ပြေပါစေ